对，他们这边熟悉，都รู้ว่าโจซาပြီးတော့ဆွဲရှိရှိနဲ့မโจซาခဲ့ဘူးဆိုရင်ကျမတို့လည်းဒီလိုခန္ဓာပွဲကြီးကိုရောက်ရှိရမှာမြင်ရတွေ့ရမှာမဟုတ်ပါဘူးနော်။အနေနဲ့ရက်ခါနေပြီးတော့လာရောက်ပြီးတော့အလုပ်တွေပြတ်ခံအဲ့ဒီတွေပြတ်ခံပြီးတော့ဒီနေရာချင်းချအောင်သူတို့စူးစမ်းပေးခဲ့လို့ဒီခန္ဓာကြီးကလည်းဖြစ်မြောက်အောင်မြင်ခဲ့တာပဲဖြစ်ပါလိမ့်ရှင်။နေရာဒေသနေပြီးဒီနေ့စုံစမ်းမောရာပြေပူလီအထုံးနာမီမန္တနာပူလီလက်ပူလီစသဖြင့်နေရာလာကအသီးသီးနေပြီးတော့မှမရောက်ရအောင်လာခဲ့တယ်။မပါအောင်ခေါ်လာပေးခဲ့တယ်။အဲ့တော့သူတို့တွေရဲ့ဇွဲရှိရှိကြိုးစားမှုကိုကျမတို့လက်အောက်လေးထိပြီးတော့ကြိုးစိုးကြပါလို့ဆိုရှင်တကယ်လေးနော်တကယ်လေးအဲ့တော့မှစောင့်ကြည့်နေမှာဖြစ်အောင်သူတို့ရဲ့ကြိုးစားမှုကောင်းမှုတို့ကိုသာဓုခေါ်ပြီးအားပေးခြင်းများကြပါလို့ဆိုရှင်သာဓုအထူးဖြင့်ဒီဌာနကြီးကိုလာရောက်ပြီးအမြဲတမ်းကုညီအားဖြင့်နေတဲ့ကောင်းမှုစည်းတွေဆိုရင်အများကြီးရှိပါတယ်နော်မဟာဇန်ကဆိုရင်လည်းမအေးမှာမအေးနဲ့တော့အကွက်များကိုထုံးထုံးမဟာဇန်ကွက်ကိုတန်းနိုင်တို့မမီမီတော်တို့မရှိသေးတဲ့တို့ကိုကျော်စွာလို့စသဖြင့်အကြမ်းကြောင်းတော့ကောင်းစည်းတွေတော်တော်ကြီးကြတယ်ကျေးဇူးတင်ရှိပါတယ်ရှင်ต้อนรับริ้วขบวนอัญเชิญผ้าไตรในขบวนที่2นี้คือท่านประธานรองทั้ง5คณะนะคะแล้วจะบ้านของการโยบิลีใช่ยังนี้ดอกเวลาเล่นขบวนที่2นะคะก็คือริ้วขบวนอัญเชิญผ้าไตรของท่านประธานรองทั้ง5ค